ယူရိုတန်း90နဲ့နာပိုလီအသင်းစီတရားဝင်ပြောင်းရွှေ့သွားခဲ့တဲ့တိုက်စစ်မှုဟွိုက်လန်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒိန်းမတ်တိုက်စစ်မှုဟွိုက်လန်ကတော့အီတလီစီးရီးရဲ့ထိပ်သီးကလပ်နာပိုလီအသင်းစီကိုစုစုပေါင်းပြောင်းရွှေ့ခြင်းယူရိုတန်း90အထိရရှိမဲ့တန်ဖိုးကြီးသဘောတူညီမှုမျိုးနဲ့အတူအပိသက်ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပါရီဒါကစားသမားရဲ့ကစားသမားဘဝအတွက်အလှည့်ပြောင်းအသစ်တစ်ခုဖြစ်ပြီးတော့မာရာဒိုနာကိုကြီးထဲမှာသူ့ရဲ့ဂိုးသွင်းစွမ်းရည်တွေကိုပြသဖို့အတွက်လမ်းစာပွင့်သွားခဲ့တာပါဒီပြောင်းရွှေ့ငွေကြေးဆိုင်ရာအသေးစိတ်အချက်လက်တွေကနာပိုလီအသင်းဟာဟွိုက်လန်ကိုခေါ်ယူဖို့အတွက်ကနဦးအငှားကြေးဖြင့်ယူရို6တန်းပေးချေရမှာဖြစ်ပြီးအဲဒီနောက်မှာတော့စာချုပ်ပါသဘောတူညီချက်ရစုစုပေါင်းယူရို44တန်းနဲ့အပိသက်ဝယ်ယူဝင်ဘိုင်ယန်မရှင်ကိုအသုံးပြုကာခေါ်ယူသွားမှာဖြစ်ပါရီဒါကြောင့်မလို့စုစုပေါင်းတန်ဖိုးအပြင်ယူရိုတန်း90အထိပေးချေရပြီးတော့နာပိုလီဘက်ကနေရင်းနှီးမြှုပ်နှံလိုက်တာဖြစ်ပါရီအီတလီမြေမှာရင်ကလေးကအရက်လန်နာအသင်းနဲ့အတူတူကစားလာခဲ့ပြီးတော့အသားကျပြီးသားဖြစ်တဲ့ဟွိုက်လန်တယောက်အခုခါမှာတော့တိုက်စစ်ပိုင်းမှာအားနည်းနေတဲ့နာပိုလီအသင်းတို့အဓိကအားကိုအားထားပြုရမယ်ဂိုးသွင်းဆရာတူဖြစ်လာမလားဆိုတာကတော့ရင်ခုန်စရာပါပဲအီတလီစီးရီးရဲ့ပြိုင်ပွဲရဲ့အကျိတ်နဲ့ကစားကွက်တွေကြားထဲမှာဟွိုက်လန်တယောက်သူ့ရဲ့ထုံးစံတိုင်းပဲလင်းမြန်မြင့်တဲ့တိုက်စစ်စေမှုရန်တူနာပိုလီကိုအမြင့်ဆုံးနေရာစီကိုပြန်လဲခေါ်ဆောင်သွားနိုင်မလားဆိုတာကတော့ပရိသတ်တွေစောင့်ကြည့်ရတော့မယ့်သတင်းတူတစ်ခုဖြစ်ပါရခင်ဗျာ